ဒီနေ့အတွက်ကကျွန်တော်ချက်သားထုတ်ပြမှာဖြစ်ပါတယ်ဒီချက်သားပြုတ်လို့ရလာတဲ့ဒီချက်သားကိုအနေတော့အသုံးလေးတွေကျွန်တော်လွှင့်ထားမယ်ကျွန်တော်အယိုးကိုပိုကြိုက်တာဖြစ်လို့အယိုးများများအသားနဲ့တုတ်ပြထားတာဖြစ်ပါတယ်ဒီနောက်တစ်ဆင့်အနေနဲ့ကကျွန်တော်တို့ဒီမြုပ်ဒီစိန်ရဲ့ချက်သွန်ဖြူရည်ကိုလှော်ထားပါအစိမ်းသုံးပြီးတော့တုတ်ရင်လည်းရပါတယ်ကျွန်တော်ကတော့ဘိုက်မနာလှော်ထားလိုက်ပါတယ်ချက်သွန်လီပါအတုတ်တော့ဆိုလို့ရှိရင်ကျွန်တော်ခန်းအောင်ချက်သွန်တုံးတာများပါတယ်ဈေးတော့နည်းနည်းများရပါတော့ဒီဂျပန်နိုင်ငံစူပါတော်များများမှာရပါတယ်နောက်တခြားချက်သွန်တွေပါကွာလဲဆိုလို့ရှိရင်ပိုချိုရယ်ပိုမွှေးရယ်နောက်ကျွန်တော်အတုတ်တုတ်ပြီးသွားလို့ရှိရင်အရေးကြံနေတာမျိုးမဖြစ်ဘူးသူ့မှာအရေးတက်နေတာဖြစ်တဲ့အတွက်ကျွန်တော်လှော်ထားတဲ့ငရုတ်ဒီစိမ်းရဲ့ချက်သွန်ဖြူရယ်နောက်ဒီမှာမီးကင်ထားတဲ့ငပိစိမ်းစားရယ်တော့လို့ရှိရင်မြန်ပြဒီစားရယ်အချိုမှုန့်ရယ်အဲ့ဒါအကုန်လုံးကျွန်တော်ကြိတ်လဲရတယ်ကျွန်တော်ဒီနေရာမှာတကယ်မော်လူမျိုးတွေလောက်တဲ့ပုံစံမျိုးပေါ့နော်ကျွန်တော်ဒီလိုလေးစားရတာပေါ်ကြတဲ့လက်နဲ့ပဲခြေလိုက်ပါတယ်နောက်ခုနလှီထားရဲ့ချက်တော်နီကိုထည့်ပါတယ်ဒီအားလုံးကိုကျွန်တော်ရောပြီးတော့နေပေးထားပါမယ်နောက်ဆုံးမှာကျွန်တော်ခုနနှွင်ထားတဲ့ချက်သားလေးကိုထည့်ပါတယ်ကျွန်တော်အယိုးများများနဲ့စားရတာကြိုက်တဲ့အတွက်အသားသိမ့်မထည့်ထားပါဘူးအယိုးပဲအများဆုံးသုံးထားပါတယ်အဲ့တော့ကျွန်တော်ရောသမအောင်နေပါမယ်ပြီးရင်အရသာပေါ့နော်ကိုကဘလို့ပုံစံမျိုးစားခြင်းနဲ့ကျွန်တော်ကချင်းငယ်ဆက်ဆက်လေးစားခြင်းတာဖြစ်လို့ချင်းငယ်ဆက်အရသာနဲ့လုပ်ထားပါတယ်စင်နေပါစေ一人になっても見守ってくれてるんだなって